ကဲအောက်ဆောင်အောက်လိုက်ကွာတဲ့အားလုံးပဲမင်္ဂလာပါဒီကိုလာဟိုကိုသွားဆိုတဲ့စကားကိုတဲ့ခွဲပြီးပြောပြပေးပါလားရဲ့တဲ့ကဲဟုတ်ပြီနော်ဒီကိုဆိုရင်အနောက်ပိုကင်းလူကလက်ရောလို့ပြောတယ်နော်လာဆိုရင်တော့ဂိုင်လို့ပြောတယ်ဆိုတော့ဒီကိုလာဆိုရင်ဂိုင်လက်ရောအဲ့လိုမျိုးဒီကိုလာပါဂိုင်လက်ရောဂိုင်ဆိုတာလာပါလက်ရောဆိုတာကဒီကိုနော်ဂိုင်လက်ရောဒီကိုလာပါကဲဟိုကိုသွားဆိုလို့ရှိရင်တော့ဟိုကိုဆိုရင်လက်အိုသွားဆိုတာကတော့အနောက်ပိုကင်းလူကလေးလို့ပြောတယ်နော်လေးလို့ပြောတယ်ဟိုကိုသွားဆိုရင်လေးလက်အိုလေးသွားပါလက်အိုဟိုကိုနော်လေးလက်အိုဟိုကိုသွားပါဂိုင်လက်ရောဂိုင်လာပါလက်ရောဒီကိုဂိုင်လက်ရောဒီကိုလာပါလေးလက်အိုဟိုကိုသွားပါလေးလက်အိုနော်ဟုတ်ပြီနော်